အဲ့ချင်လားကွင်းတရားရှိလားရှိပါဦးနော်အာပြန်ရီရွက်ရီအဲ့ချင်ပါဆိုလို့နောက်ပုံမြင်လေးခြေတော်ကားတဲ့ရွာရမှာရွာနာမည်ကလည်းထူးထူးဆန်းဆန်းကိုေးကြီးရွာရွာနာမည်ကပါလေကိုေးကြီးရွာအဲ့ဒီသူတို့ရွာတလေးကသူတို့ဘချမ်းတွေကဘုန်းကြီးတွေပါပြီးပြင်တဲ့ခါကျရင်ဘွဲ့နာမည်မခေါ်ရွာနာမည်တက်ပြီးတော့ခေါ်တာပေါ့နော်ကျဘာနာမည်တက်ပြီးခေါ်တာအခုရွှေမကြီးတော့ဆရာတော်ဒီလိုပေါ့အောင်ရပုံစံဆရာတော်ဒီလိုရွာနာမည်ခေါ်ပြီးတော့ဟုတ်မာတယ်နော်တောင်ကလက်ကြီးอ่ะဆိုတော့တောင်ကလက်ဆရာတော်ဒီလိုမျိုးရွာနာမည်လေးတက်ပြီးခေါ်ကြတယ်အဲ့ဒီရွာမှာနေတဲ့ဘုန်းကြီးကကြာလာတော့မနေချင်တော့တနေ့ကျတော့သူနဲ့ရင်းနေတဲ့ကပ္ပိယတဲ့ရောက်ငါလည်းမင်းတို့ရွာနေရတာငါလည်းစိတ်ပြည့်တယ်ငါလည်းမနေချင်တော့ဘူးကွာဘာဖြစ်လို့တော့ဗျာဘာဖြစ်ရမလဲကွာမင်းတို့ရွာနေမကြီးရတယ်ကွာဝေးကြီးရွာတယ်ကွာတင်ပါဗျာဝေးကြီးရွာဆိုတော့ကွာငါ့ကိုအဲ့မှာမိုက်နဲ့ပင့်နေသူကအလူတန်းနေပင့်နေခါကြတော့စွမ်းစာနေပြီပါလေခါနေပင့်နေခါကြတော့တခြားဘုန်းကြီးတွေကတော့သေးတာငါမိုက်နဲ့ပင့်နေတယ်ဘလို့ပင့်မှတ်ဘလို့ပင့်နေဗျာကိုေးကြီးဆရာတော်ကြွတော်မူပါဗျာတဲ့ဟာငါရှိတော်မထွက်ရဲဘူးကွာမင်းအရှိတော်တောက်မတောက်ရဲဘူးကွာဟာတဲ့ရှင်မယားနာမည်လေးပါလေမပြောင်းဘူးကွာဟာမင်းလောက်တာပေါ့ကွာတဲ့အဲဒီကိုေးကြီးဆရာတော်ဆိုတဲ့ကိုေးကြီးဆရာတော်ဆိုတော့နာမည်ပြောင်းအောင်လုပ်ဆိုပြီးတော့ငါเจ้าနဲ့ငါ9000ပြည့်စီရီတဲ့တာ9000ပြည့်ဆရာတော်တို့တွင်အောင်ပေါ့အဲ့ဒီ9000ပြည့်စီရီတဲ့မှာပိုးဆိုးသွားတယ်ကွာဘာလို့ဆိုးတော့ဗျာဘာလို့ဆိုးရမှာလဲကွာအဲ့ဒီမိုင်းနဲ့ပင့်နဲ့ဗျာဘလို့ပင့်မှာဘလို့ပင့်လဲဗျာ9000ပြည့်ဝေးကြီးဆရာတော်ကြွတော်မူပါဗျာဟာပိုးဆိုးသွားတော့ဗျာဒီကြတဲ့ကငါကလည်းကန်စားကြလဲနေတော့ကန်လဲဆိုးတော့သူတို့ရွာတလေးရမဲဖောက်တဲ့ခါကျတော့ပရုပ်စီဘူးလေးတွေနှာရှူဘူးလေးတွေဒါလေးတွေဖောက်ကြငါကန်ဆိုးကျင်တော့အဲ့ဒီဂမုံနှာရှူဘူးသွားပေါက်ဂမုံနှာရှူဘူးပေါက်တော့ငါမိုက်နဲ့ပင်းနဲ့ဆိုဘလို့ပင့်မှတ်ဘလို့ပင့်လဲဖေ9000ပြည့်ဝေးကြီးဆရာတော်နာဘူးပါဗျာနာရှူဘူးပြောတာနာဘူးပါဗျာငါလည်းမင်းတို့ရမနေချင်တော့